မေကွန်အုပ်စု6ဖြစ်ပါတယ်ပထမမေကွန်ဒီပင်ကရာမြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့ကဘာကအစလို့ယခုဂေါတမမြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့ကဘာအထိလေးအသင်ချင်တဲ့ကဘာတသိန်းအတွင်းမှာတာရကဘာမြည်မြဖြစ်ပေါ်ခဲ့ပါသနည်းမေကွန်နံပါတ်2ပါတိမောက်ဘယ်နှပါရှိပါသလဲအရေးအတွက်ကိုသာဖြေဆိုပါနံပါတ်3ခုနှစ်နှစ်မှတစ်ကြိမ်ပါတိမောက်ပြသတော်မူသောဖျားရှင်ကိုတိကျစွာဖြေဆိုပါမေကွန်နံပါတ်4ဩဝါဒပါတိမောက်မှာဂါထာအရေးအတွက်မြည်မြပါဝင်ပါသနည်းကဲဒါဆိုရင်သမီးလေးတူးတဲ့သီးသန့်တိတ်ဆိတ်ငြိမ်သက်စွာကြည့်ရှုခြင်း1မိနစ်စပါပြီပြည့်သွားပါပြီအဲဆိုရင်သမီးလေးရဲ့ဖြေဆိုမှုအချိန်1မိနစ်စပါပြီနှစ်ဖြေရနေစဖြေပါမယ်ရှင်ရပါတယ်နှစ်ပါးရှိပါတယ်ရှင်ပါတိမောက်နှမျိုးပါရှင်3ကကြတော့ဝိပဿနာမြတ်စွာဘုရားရှင်ပါရှင်4က3ကရာပါရှင်နံပါတ်1ဒီပင်ခရာဖျားလက်ထက်ကနေဂေါတမဖျားလက်ထက်ထိတာရကဘာဘလောက်ဖြစ်ခဲ့တယ်လဲ4ကဘာပါရှင်အချိန်ပြပါပြီလက်ခုပ်တန်းလေးကြားပါရစေ